အားလုံးပဲမင်္ဂလာပါဗျာ Wales Football and Unity ကနေပြီးတော့ကျန်လည်ကြိုဆိုလိုက်ပါတယ် Red GN Channel ရဲ့လူတွေအားလုံးလည်းမင်္ဂလာပါလို့နှုတ်ဆက်ပါရစေကျွန်တော်ဒီနေ့မှာတော့ပွဲတွေပြောရမယ်ပွဲစဉ်တစ်ပွဲရှိရဲ့အဲ့ပွဲတော့တစ်ပွဲက Chelsea တစ်ပွဲက Manchester City ပေါ့ဆိုတော့ပထမဆုံး Chelsea နဲ့ပွဲကိုပြောရမယ်ဆိုလို့ရှိရင်တော့ Chelsea အနေနဲ့ဒီ Top 4 race ပြိုင်ပွဲမှာအတော်လေးကို disadvantages ပေါ့နော်မဟာအခွင့်အရေးကိုဆုံးရှုံးလိုက်ရပြီးတော့အခွင့်အရေးမရှိဆုံးအသင်းအနေထားကိုရောက်ရှိသွားပြီလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီပွဲမှာကျွန်တော်တို့ Newcastle ရဲ့ကျွန်တော်တို့ Cotton ရဲ့တလုံးနဲ့သောသွင်းကိုနဲ့သူတို့ရှုံးနေခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဆိုတော့ဒီပွဲကိုကျွန်တော်က Arsenal ပွဲနဲ့တပြိုင်တည်းကြည့်နေရဗျာ။ဒါပေမဲ့နောက်ပိုင်းကတော့လုံးဝ emotion နဲ့ Arsenal ပွဲဘက်ကိုရောက်သွားပြီးတော့ကျွန်တော်ဘယ်လို့မှ Chelsea ပွဲကိုမကြည့်နိုင်တော့Arsenal ပွဲဘက်ကို emotion နဲ့ရောက်သွား။အဲ့ချိန်မှာ Chelsea အနေနဲ့တတိုင်းတိုင်းတလုံးလုံးတတိုင်းတိုင်းတိုက်တယ်ပြောရမယ်ဆိုလို့ရှိရင်ပေါ်တီကနေထင်နေတဲ့နူကြီးကလည်းပြောရမယ်ဆိုလို့ရှိရင်ဒီနေ့ပွဲဒီစနေနေ့ပွဲမှာကန်တဲ့ပွဲတွေတော်တော်များများမှာကန်တဲ့ဒိုင်နူကြီးတွေကတောက်ယုံတန်ယုံပွဲကိုခဏရက်ပစ်တာမျိုးတိတ်လောက်တာမျိုးကျွန်တော်မတွေ့ခဲ့ရဘူးဖောင်းဘလောက်ပဲပြင်းထန်သေးသေးပေါ့နော်တအားကြီးပြင်းထန်မှသာလေပွဲကိုရပ်ပလိုက်တဲ့အနေအထားမျိုးရှိဆိုတော့ပြောရမယ်ဆိုရင်အဲ့ရှိရက်တော့ပွဲတွေရက်တယ်ဆိုရင်ကျွန်တော်တို့ influence အပေါ်မှာဒိုင်နိုကြီးတွေကဒီတစ်ပတ်ကိုတော့သတိထားကြိုက်တယ်ဟောလို့ကျွန်တော်မြင်ရတယ်။အဲ့တော့သတိထားကြိုက်တွေ့နေရင်းကနေပြီးတော့ပဲကျွန်တော်တို့အငင်းပွားကြကိစ္စတွေအများကြီးပဲ Chelsea နဲ့ Newcastle ပွဲမှာဖြစ်တယ်။ပနတီပေးရမယ်လုံနေမပေးဘူးလို့ပါတော့ညာတော့ Arsenal ပွဲမှာလည်းဖြစ်တယ်ဗျာ Harvest time မှာထားလိုက်တော့ဒါပနတီပေးရမပေးရတယ်ကျွန်တော်မငင်းတော့ဆိုတော့ပြောရမယ်ဆိုရင်ဒီပွဲစဉ်မှာ Chelsea ကတော့ထုံးစံတိုင်းသူတို့ရဲ့ကစားအားကောင်းတယ်ကစားသမားရဲ့အကုန်လုံးထုံးစံတိုင်းပွဲထုတ်ပြီးတော့ကန်တာပဲNewcastle ဘက်ကလည်းကန်တာပဲဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဘာစီလိုနာနဲ့တရေကြထားတဲ့ Newcastle နဲ့ PSG ကိုရှုံးထားတဲ့ Chelsea တို့ရဲ့ကွာဝါတဲ့စိတ်ပိုင်းဆိုင်ရာပဲအဓိကကတော့ဆိုတော့ပြောရမယ်ဆိုလို့ရှိရင် Newcastle ဒီပွဲမှာအရင်ပွဲကိုစိုးမိုးထားတာမဟုတ်ဘူး off the ball movement တွေကိုအကောင်းဆုံးသူတို့ကိုမပေးအောင်ထိန်းချုပ်တဲ့ on the ball movement တွေမှာသူတို့ကိုရအောင်ကြိုးစားတယ်ဒါ simple ပဲလုပ်သွားတာပဲအဲ့ simple လုပ်သွားတာကနေပြီးတော့ပဲကျွန်တော်တို့ Antonio Gordon အကောင်းဆုံးဆုံးတက်နိုင်တယ်အဲ့ဒီလုံးကလည်းကျွန်တော်တို့စမ်းချက်မားတာပဲပြောရမယ်ဆိုလို့ရှိရင်ဗျာ Chelsea ရဲ့ကိုယ်သမားတွေကတောက်လျှောက်ကိုမားလာခဲ့ရခဏအထိပဲဆိုရတော်တော်ကိုမားတာဗျာစမ်းချက်ကနောက်ပိုင်းလဲမားသေးတယ်ဖိုဖာနာအသေးအံဖြတ်ထုတ်လိုက်ရတဲ့အလုံးတွေပါရှိတော်တော်ကြက်ဥတိုက်တယ်ပဲဗျာစမ်းချက်အဲ့အကြောင်းမို့လို့လဲကျွန်တော်တို့လူလဲပြီးထဲဖို့ကြိုးစားတာဗျာအဲ့ဒါလည်းမရဘူးကြက်ဥကတိုက်နေတော့မယ်ဘယ်ကိုသမားပဲထဲတဲ့ကြက်ဥတိုက်မှာပဲဆိုရင်ကိစ္စအဖြစ်နေပြီ Chelsea အနေနဲ့နောက်ရသည်တော့ဂျေးဒီမှာကိုသမားတစ်ခေါက်ဝယ်ရမယ်မဟုတ်လို့ကြည့်ကြက်ဥတိုက်နေတဲ့ကိုသမားနဲ့ဆိုလို့ချင်းတော့အောင်မြင်မှုမပြောနဲ့ top 4တော့မနေရုပ်ကဲမယ်အနေထားမျိုးရှိခုလည်းဒီကြက်ဥတိုက်တဲ့ကိုသမားကြောင့်ပဲChelsea က top 4ရုပ်ကဲမယ်အနေထားကိုရောက်ရှိသွားတယ်လို့ကျွန်တော်ပြောလို့ရတယ်ပွဲရကောင်းလားဆိုတော့ကောင်းတယ်ပြောရမယ်ဆိုလို့ရှိရင်တစ်ဖက်မှာ Arsenal နဲ့ Everton နဲ့ပွဲကောင်းသလိုပဲ Chelsea နဲ့ Newcastle တို့ကလည်းပွဲကောင်းတယ်ဘာလို့လဲဆိုတော့နှစ်သင်းစလုံးက power ကောင်းတယ် strength ကောင်းတယ် explosive အားကောင်းတဲ့ကစားသမားတွေပါဗျာ Gordon တို့ကျွန်တော်တို့ဟိုဘက်ကလည်း Neto Palma Enzo ကျွန်တော်တို့ Garnacho ဒီဘက်ကလည်း Gordon Ban ဒီအုပ်စုတွေအရန်ကောင်းတယ်ပြောရမယ်ဆိုလို့ရှိရင်တို့ပေမဲ့လည်းအမားတစ်ချက်ကနေကိုပေးလိုက်ရတယ်လို့ပဲကျွန်တော်တို့ Gordon ကအိမ်မှာအကောင်းဆုံးကောက်စားသွားပြီးကျွန်တော်တို့ရရှိအောင်လုပ်ပါတယ် Chelsea ဘက်ကလည်းအခွင့်အရေးတွေရတယ်ဒီပွဲမှာတော့Chelsea ဘက်နဲ့တော်တော်များများတော့ရွှေကိုပဲပြောကြမှာပေါ့နော်အခွင့်အရေးတွေရတယ်လူတွေထိချက်မကောင်းတာနဲ့ဘောချော်သွားတာနဲ့လွဲချော်တာတွေနဲ့တင်ပဲကျွန်တော်တို့ထိရောက်တဲ့ကိုပေါက်ချေချော်မှုမလုပ်နိုင်ခဲ့ဘူးကျန်တဲ့ကစားသမားတွေကတော့အနေထားပုံမှန်အနေထားပဲရှိရဲနောက်ပိုင်းလူစားလဲမှုကိုလုပ်တယ်ဘာမှတော့သိပြီးတော့ထူးခြားတာမျိုးမရှိဘူး at the end အဆုံးသတ်မှာတော့ကျွန်တော်တို့ Chelsea က1-0ဆိုရတဲ့နဲ့ရှုံးသွားတယ်ဒီလိုရှုံးသွားတဲ့အတွက်ကြောင့်မလို့ Chelsea ကဘာဖြစ်သွားလဲဆိုတော့လီဗာပူးတဲ့တပွဲပိုကစားထားတယ်ရမယ်အတူတူ48မှတ်ဖြစ်တဲ့ Aston Villa ထက်တပွဲပိုကစားထားတယ်3မှတ်กว่าနေတယ် Aston Villa အနေနဲ့ဘာကောင်းသွားလဲဆိုတော့ဒီပွဲကိုရှုံးသွားဒီနေ့ပွဲမဲ့လီဗာပူးတော့ဖြစ်ကုန်လီဗာပူးနဲ့စပါးနဲ့တွေ့တာ Aston Villa ဒီဂျားတဲ့ကံမဲ့ပွဲကိုရှုံးသွားရင်တော့မှ AC ဖြစ်တယ်လီဗာပူးနိုင်သွားရင်တော့မှလီဗာပူးနဲ့ Aston Villa နဲ့အမှတ်တိုးမယ်ဆိုတော့ကျင်းနေရဲ့ Chelsea ကတော့ဒီ top 4 race ကနေပြီးတော့ top 4 ရဖို့ကိုအခွင့်အရေးအနည်းဆုံးအသင်းအနေနဲ့ကျွန်တော်တို့ဖြစ်သွားပြီလို့ကျွန်တော်ယူဆလို့ရတယ်ဒါပေမဲ့ဒီတစ်ပတ်အနေထားကြပါနောက်တစ်ပတ်ကျရင်ဘယ်လိုဖြစ်မလဲကျွန်တော်မသိဘူးဘာကြောင့်လဲဆိုတော့ဟိုတစ်ပတ်တော့ကျတော့သိရမလား Manchester United နိုင်ကျန်တဲ့လူတွေရှုံးအခုရှေ့ဘက်တွေတော့ Manchester United နိုင်ကျန်တဲ့လူရှုံးပြီးတော့ Manchester ရှုံးကျန်တဲ့လူတွေနိုင်အဲ့လိုမျိုးဖြစ်တတ်တယ်ဆိုတော့ကျွန်တော်တို့ဒါကတော့အပြေအဝမှန်းလို့မရသေးဘူးပေါ့နော်ဆိုတော့ဘာကြောင့်လဲဆိုတော့တစ်ဖက်ကတော့
လီဗာပူးကလည်းခက်ခဲတယ်ဗျာစပါးနဲ့တွေ့ရမှာဒါလွယ်နေတဲ့ကိစ္စတော့မဟုတ်ခက်ခဲတယ်ဆိုတော့ထားပါဆိုတော့ဒါလက်ရှိကတော့ဒါ Chelsea ရဲ့အခြေအနေပေါ့ Chelsea ရဲ့ top 5 top 4အခြေအနေကတိတ်ပြီးမကောင်းဘူးပေါ့အဆိုးဆုံးနေထောက်ရောက်နေပြီဆိုတော့နောက်တစ်ပွဲ Manchester City ပေါ့နော် Manchester City အနေနဲ့ဒီပွဲမှာ Pep Guardiola ကအဝါကတ်အပြေးဝပြခန့်ထားတဲ့အတွက်ကြောင့်မလို့ကြီးကြပ်ခွင့်မရဘူးပွဲကြီးစင်မောကနေပဲကြီးကြပ်နေရတယ်ပွဲကြီးစင်မောကနေဘယ်လောက်ထိကြီးကြပ်လဲဆိုတော့ဖုန်းနဲ့ခေါ်ပြီးတော့ကြီးကြပ်နေရဗျာသိလားတရားဝင်လာမဝင်လာတော့မသိဘူးဖုန်းနဲ့ခေါ်ပြီးတော့တောက်လျှောက်ကိုကြီးကြပ်နေတာပဲသူကတော့အဲ့လိုလုံးလို့ရလားမရလားတော့ကျွန်တော်တို့ကတော့မသိဘူးပေါ့နော်ဒါကျွန်တော်လည်းရှာမပတ်တာအောင်သိချာတော့မသိဘူးဒါပေမဲ့လုံးလို့ရလို့လုံနေလို့ပဲကျွန်တော်ယူဆလိုက်ထားလိုက်ပါဆိုတော့တောက်လျှောက်ကြီးကြပ်တယ်ပြောရမယ်ဆိုလို့ရှိရင် Manchester City ကအစောပိုင်းမှာ Arsenal ကနိုင်သွားတဲ့အတွက်ကြောင့်မလို့သူတို့အတွက်ကို pressure အကြီးနဲ့ကျွန်တော်ကစားဆိုတော့ Arsenal ရနေတဲ့ pressure ကအခုနောက်ပိုင်း Manchester City ကိုပြန်ပေးရတာမျိုးရှိရပေါ့နော်ပြန်ပြီးစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဒီပွဲမှာမဟုတ်အရှိပွဲတော့လည်းအဲ့လိုပဲ Nottingham Forest နဲ့ပွဲလိုပဲ Manchester City ဟာ Arsenal နဲ့တစ်ချိန်နဲ့တစ်ပြိုင်နက်တည်းတရက်တည်းကစားတဲ့ခါမျိုးလားဆိုလို့ရှိရင်ရုန်းကန်ရလေးရှိဒါနေ့ကတော့ဒုတိယမြောက်ပွဲပေါ့ဆိုတော့တစ်ဖက်ကဝက်ဆန်ကလည်းသူတို့အသင်းကဒီပွဲမှာအမှတ်တစ်ခုကိုရယူထားနိုင်မှသူတို့တန်းဆင်းဆုံးကလွတ်မြောက်နိုင်မယ်ဆိုတော့သူတို့တည်ထားတဲ့အတွက်ကြောင့်မလို့အစွမ်းကုန်ညှစ်ပြီးကစားရတယ်သူတို့ညှစ်ပြီးကစားတဲ့အတွက်ကြောင့်မလို့ Man City နေတယ်လေထိုးဖောက်ရခက်ခဲခဲ့တယ်ဒါပေမဲ့ Everton လောက်တော့မခက်ခဲဘူးနိုင်ပြောတယ် Everton ကဝက်ဆန်တဲ့ဆိုင်အများကြီးပုံမှာဆိုတော့ Man City ကထိုးပေါက်ရင်ထုံးစံအတိုင်းပဲဘာနက်တိုဆေးပါကျွန်တော်တို့ကန်ထဲလိုက်တာလားကန်တင်လိုက်တာလားဘာမှမသိရဲ့ကော်လုံးကနေပြီးတော့ကိုးရဲဝင်သွားပြီးတော့ဘာနက်တိုဆေးပါကိုးရသွားတယ်ဗျာဆိုတော့အဲ့နဲ့ Man City ကထုံးစံနဲ့ West Ham ကို AC နိုင်ပြီလို့ကျွန်တော်တို့တွေးရတယ်ဒါပေမဲ့ကျွန်တော်အတွေးတွေကိုဖျက်ဆီးသွားတော့ Ghana ဟောင်းကြီး Mavropanos West Ham နောက်ခံလူ Ghana ဟောင်းကြီး Mavropanos ကတော့ဒီအတွေးတွေအိမ်မက်တွေ Guardiola ရဲ့အိမ်မက်တွေအားလုံးသူ့ရဲ့ counter ချက်နဲ့အတူဖျက်ဆီးသွားခဲ့တယ်လို့ West Ham အသင်းရဲ့တန်းစင်းဆုံးလွတ်မြောက်ရေးကိုလေသူ့ရဲ့ counter ချက်နဲ့အတူယူဆောင်လာပေးခဲ့တယ်လို့ကျွန်တော်ပြောလို့ရတယ်ဒီ counter ချက်ကအဖြစ်စောစောကကျွန်တော်ပြောတဲ့အဖြစ်ပြက်နှစ်ခုအဖြစ်ပြက်သွားစေဒီ counter ချက်အပြီးမှာဖြစ်သွားတဲ့ Guardiola ရဲ့ reaction ရဲ့ဒီကောင်းတိုင်မှုကြောင့်ခြေပါကိုရတဲ့အချိန်မှာအောက်ဝဲခံတဲ့ West Ham အဖွဲ့သားတွေရဲ့ပုံစံ Mavropanos ရဲ့ပုံစံဒါတွေဟာနောက်တစ်ချိန်Arsenal champion ရလို့ရှိရင်ထည့်ပြောရမယ်အကြောင်းအရာတွေကျွန်တော်တို့ဖြစ်လာလိမ့်မယ်ကဲဒါကတော့အဲ့လိုပေါ့ဆိုတော့အဲ့ကောက်တက်ချက်ပြီးသွားတဲ့အချိန်မှာ Guardiola ကတောက်လျှောက် pressure ဝင်သွားတယ်ပထမပိုင်းတောက်လျှောက်သူကစားတယ်Man City တောက်လျှောက်ကစားတယ်ထိုးဖောက်တယ်ကန်မို့လုတ်တယ်အခွင့်အရေးတွေလည်းရတယ်ဒါပေမဲ့အကုန်လုံးကိုဝက်ဆန်နောက်ကန်လူနဲ့ကိုသမားနဲ့အကောင်းဆုံးပိတ်ပင်တက်စီသွားတယ်ပထမပိုင်းမပြီးသေးဘူး44မိနစ်ပဲရှိသေးတယ် Guardiola state စိန်မောကနေပြီးတော့နောက်ထပ်အမြန်မြန်ဝင်သွားတယ်ပြောရမယ်ဆိုရင်ဒုတိယပိုင်းအတွက်ညွှန်ကြားချက်တွေပေးဖို့တော့အမြန်မြန်နောက်ထပ်ဝင်သွားတယ်ကျွန်တော်ယူဆလို့ရတယ်အဲ့လိုပဲဒုတိယပိုင်းပြန်စားတယ်လူစားရလဲတယ်ဒီပွဲမှာအရင်နီးပြကျွန်တော်တို့Vieira ကောဟိုဟာလားမသိကျွန်တော်မမှတ်မိတော့ပေးလိုက်ဟိုဟာဗာလေမိတော့မိသွားအာဆင်နယ်နောက်ခံလူခေါင်းဘယ်သူပါလဲကိုလိုတိုရေးလားမသိဟုတ်တယ်ကိုလိုတိုရေးထင်တယ်ကိုလိုတိုရေးတို့ဘာလို့အဲ့အောက်မှာကျွန်တော်လူစားရလဲကြတယ်ကစားသမားအများကြီးလဲတယ်မှာ mosh တွေထုတ်ဖိုးတန်းတွေထည့်ဘာညာအကုန်ထည့်ပြီးစူးစားတယ်ဒါပေမဲ့ပထမပိုင်းရလက်ကိုအပြောင်းလဲမလုပ်နိုင်ပဲねကျွန်တော်တို့ဒီနေရာမှာပဲ Man City က 1-1 ဆိုတဲ့ရလက်နဲ့အဆုံးသတ်သွားတယ် Nottingham Forest နဲ့ပွဲတော့လို့ပဲ Man City ကပွဲပြီးကန်နေလေ chance ပိုရလေကျွန်တော်တို့ Bernardo Silva ဖြတ်ဖို့ပြီး Haaland တို့ပိတ်တာ Mavropanos အကောင်ဆုံးသူ့ရဲ့မျက်နှာနဲ့ယင်းပြီးတော့ကာကွယ်သွားခဲ့တယ်ပြီးတော့ကျွန်တော်တို့နောက်ထပ်ပေးပို့ချက်တွေကိုလည်းကျွန်တော်တို့ West Ham ကစားသမားတွေအကောင်ဆုံးပိတ်ထားဗျာ Mavropanos ကခေါင်းနဲ့ကာလိုက်တာတစ်လုံးရှိရယ်ပေါင်ချန်နဲ့ကာလိုက်တာတစ်လုံးရှိရယ်ဒီပွဲမှာ Haaland တယောက်ဟိုဘယ်လိုပြောမလဲကိုယ်အသင်းပေါ်ချင်းချင်းလာမသိကန်လိုက်တာဗျာကန်လိုက်တာသူ့ရဲ့ဘောကိုထိပြီးတော့ဘောတွေပါခုံဆွဖြစ်သွားတဲ့ moment တွေလည်းကျွန်တော်တို့တွေ့ခဲ့ရတယ်ပြောရမယ်ဆိုလို့ရှိရင် Manchester City ကအရင်နိုင်နေတာအရင်တိတာဗျာပြောရမယ်ဆိုဘယ်လောက်ထိအောင်တိတာလဲဆိုမိနစ်85မိနစ်နောက်ပိုင်းနေစပြီး90မိနစ်နောက်ပိုင်းဆိုပြစ်တယ်မို့ဆိုလည်းမဆောင်ဘူးခက်မြင်ခက်တော့တိုက်စစ်ကိုပဲအရင်ခရော့တီအရင်ဖြစ်တာဗျာအရှိအာဆင်နယ်ပွဲတိုင်းမှာအရင်ခရော့တီ moment တွေအရင်တွေဖြစ်ပြီးတော့ chaos တွေအရင်ဖြစ်ပြီးတော့ကျွန်တော်တို့ပွဲရအဲ့လို cross တွေအရင်ဖြစ်တယ် tension တွေအရင်ပြင်းပြီးတော့ကျွန်တော်တို့ပွင့်ထွက်သွားတဲ့အခြေအနေမျိုးတွေလည်းရှိရဗျာပွင့်ထွက်သွားတယ်ဒါပေမဲ့အဆုံးသက်တွေမကောင်းတဲ့အတွက်ကြောင့်မလို့ဂိုးတွေမဖြစ်တော့မပြောင်းလဲသွားဘူးဒီပွင့်ထွက်သွားတဲ့ဘက်ချက်မှာကျွန်တော် Man City ဘက်ချက်မို့တော့ Arsenal အောင်ဖြစ်ကုန်ပြီ West Ham ဘက်ချက်မှာလည်းရှိရဖိုဝင်တို့ဘောလုံးကိုတေချာမထိန်းနိုင်လို့ဆိုတာကျွန်တော်တို့ဂိုးဖြစ်မပြောင်းလဲနိုင်ခဲ့တာအဲ့လိုမပြောင်းလဲနိုင်တဲ့အတွက်ကြောင့်မလို့ပဲအဆုံးသက်မှာနှစ်တင်းစလုံးကတစ်ဖက်ကို1ဆိုအရာလည်းနဲ့ကျွန်တော်တေချခဲ့တယ်ဒီတေချမှုကနေပြီးတော့ကျွန်တော်တို့
Man City ကဘာဖြစ်သွားလဲဆိုတော့ Arsenal အသင်းနဲ့6မှတ်တပွဲရော6မှတ်กว่าအနေထားကိုကျွန်တော်ရောက်ရှိလာခဲ့တယ်ပြောရမယ်ဆိုလို့ရှိရင် Title Race လမ်းကြောင်းမှာသူတို့လိုက်ဖို့အတွက်ကိုပွဲအရေးအတွက်အရင်အမှတ်အရေးအတွက်ကိုပွဲအရေးအတွက်ကိုအရင်ဟပါပြီဒီလိုမျိုးခြေချော်မှုမျိုးနောက်ပွဲတွေပါနောက်တပွဲနှစ်ပွဲလောက်ခြေချော်လိုက်တယ်ဆိုရုံနဲ့တည်းပဲသူ့ရဲ့ Premier League ဒီနေ့ရာသီရဲ့ Premier League ခီးစဉ်က 100% အဆုံးသတ်သွားလို့ဖြစ်သွားပါဗျာဆိုတော့အခုတော့ကျွန်တော်တို့80%အဆုံးသတ်တယ်လို့တော့ဖြစ်နေပြီနောက်ထပ်30%အဆုံးသတ်ဖို့က Man City ကသူကံကြမ္မာသူဖန်တီးရတော့မယ့်အနေအထားမျိုးဖြစ်သွားပြီသူကံကြမ္မာကိုသူမထိန်းထားနိုင်ဘူးနိုင်ပွဲတွေမရယူနိုင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့သူ့ရဲ့ Champion ဆိုတဲ့အိမ်မက်ကိုသူဆွန့်လွတ်ရလိမ့်မယ်ပေါ့နော်ဆွန့်လွတ်ရမှာမဟုတ်လက်လွတ်ရလိမ့်မယ်ဆိုတဲ့အနေအထားမျိုးကျွန်တော်ရောက်ရှိသွားပြီဖြစ်ပါကြောင်းပြောရင်းနဲ့ပဲကျွန်တော်ဒီဗီဒီယိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေကျွန်တော်တို့ကြည့်ရှုအားပေးနေကြတဲ့ World Football Unity ဖွဲ့သားတွေရောကျွန်တော်တို့ Radiant Channel ဖွဲ့သားတွေကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးလိုက်ရင်အောက်မှာ subscribe button လေးတွေ like button လေးကျွန်တော်နှိပ်ပေးပါကြပါဦးအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲ see you ပါ